ကျွန်တော်တို့နေတဲ့ရော refugee ဖြစ်တောင်မှအနေငယ်တော့ကျွန်တော်ဒုက္ခရောက်နေတဲ့မိသားစုတွေကိုကူညီနိုင်တယ်ဆိုတာအားလုံးမှာတာဝန်ရှိတယ်လို့လုပ်နိုင်တယ်လို့လည်းကျွန်တော်တို့အားလုံးယုံကြည်နေတယ်။လက်ဝတ်မှာဆိုရင်20လောက်ပြတ်သွားတယ်100လောက်ကရေအောက်မှာရှိနေတယ်။နောက်ပြီးတော့မိသားမှာဆိုရင်တို့မှာဆိုရင်ဒီတရားပေါင်းခုကကိုလိုပြတ်သွားပြီ။နောက်ပြီးမတူပီမှာကျတော့ A10 တွေပျက်စီးသွားပြီ။နောက်ပြီးဖလားမှာဆိုတော့ကျောင်းတစ်ကျောင်းတော့ပြတ်သွားပြီ။တိနဲ့သုံးစာမှာတော့ဒီရွာပေါ်နဲ့စွမ်းစားရွာမှာအိမ်လေးပျက်စီးနေတယ်။နောက်ပြီးတော့ကလေးမှာဆိုလည်းအိမ်ပေါင်း800နဲ့လူပေါင်း3500နေစရာမရှိဘူး။ဟာခါမှာအဆိုးဆိုးဖြစ်တယ်။ဟာခါမှာဆိုရင်မိသားစုပေါင်း1000လောက်ကအိမ်မှာနေလို့မရတော့ဘူး။နေလို့မရဘူးပြီးတော့သူတို့အပြင်ထွက်ကုန်ပြီးအိမ်မှာနေလို့မရဘူး။အိမ်ချိန်ပေါင်း900လောက်ကပျက်စီးသွားပြီ။နေလို့လုံးဝမရတော့ပျက်စီးသွားပြီ။နောက်ပြီးလူပေါင်း2500ကျော်ကနေစရာမရှိတဲ့အတွက်ကြောင့်ဖခင်เจ้าနေเจ้าနေမှာဖလောလောဆယ်သူတို့နေရတယ်ဒီရွာ3ရွာဆိုနေလို့လုံးဝမရတော့လို့ဟာခါကိုပြေးလာပြီးဟာခါမှာအခြေဆိုင်နေရတယ်ရွာတို့ခုလို့ကိုလိုပါသွားပြီအဲ့လိုမျိုးအခြေအနေရှိနေတယ်အဆိုးဆုံးကကျွန်တော်ချစ်ပြီးတဲ့ခုလို့ကြီးမယ်ဆိုရင်ဒီဟာခါနဲ့ပလဲဝါအဆိုးဆုံးဖြစ်တယ် information မေ2015 UNHCR ရဲ့ဒုက္ခတဲ့ဖွဲ့စည်းပြီး UNHCR မှာ register လုပ်ထားတဲ့ချင်းတွေရဲ့အကူလို့စင်ရင်ဖြစ်တယ်နော်အခုလောလောဆယ်မှာ4,900နဲ့29ယောက်ရှိတယ်။ UA ကမရသေးတဲ့လူက15,000နဲ့2,000ကြားမှာရှိတယ်။အခုလောလောဆယ်ကျွန်တော်ချင်းမှာဆိုတော့ကျွန်တော်6,000ကျော်9,000ပေါ့နော်ကျွန်တော်လည်းအတိအကျမရနိုင်ဘူးဖွဲ့စည်းရများတဲ့အခါကျတော့ဒါကျွန်တော်ရနိုင်တဲ့ SCR ရနိုင်တဲ့ information တွေယူတာချင်းဖြစ်တယ်။ဒါလောက်ရှိတယ်။ဆိုတော့ဒီအားလုံးတောင်မှတကြစီထဲ9,000ရပြီ။ဝင်ငွေရနေတဲ့ဒီလူပေါင်းအခု UAO ရဲ့ statistic အရပေါ့နော် UAO ရဲ့လူပေါင်းအရနဲ့ဝင်ငွေရနိုင်တဲ့လူဦးရေကဘယ်လောက်လဲဆို38,000အဲ့ထက်မှာဝင်ငွေမရှိမဲ့ကျွန်တော်ချင်းနေမလေးရှားမှာရှိတဲ့လူက11,000လောက်ရှိတယ်နောက်ပြီးတော့ကျွန်တော်တို့မှာမင်္ဂလာမဆောင်သေးတဲ့လူတွေက29,000နဲ့209ယောက်ရှိတယ်ဒါ UNHCR ရဲ့ statistic 4,000နဲ့9,000ထဲအောင်ပြောနေရနော်ဟိုပြ1,000ခန့်2,000ခန့်ဒီ community ကကြိုင်တဲ့လူတွေစရင်မထက်သေးဘူးနော်နောက်ပြီးတော့အမျိုးမိမယောက်ျားယူပြီးသား2,000ကျော်ရှိတယ်ဒါလောလောဆယ်ကျွန်တော်တို့ရဲ့ချင်းနေမလေးရှားမှာဘယ်နှယောက်လောက်ရှိတယ်ဆိုတာ UNHCR statistic တွေရနော်ဒါမကဘူး2,000ကျော်ဟာAsia ကကြိုင် CRC ကကြိုင် ZM ကကြိုင် FRO ကကြိုင်တိုင်ကကြိုင်မျိုးစုကိုကလေးတွေကြိုင်ပြီးတော့အလုံးလုံးတွေလူလည်း1000ပါလောက်ရှိတယ်အဲဆိုတော့ကျွန်တော်မှာလုံးနိုင်ဆိုအများကြီးရှိတယ်ရှိတော့ကျွန်တော်တို့မှာဖွင့်လိုက်လို့ရှိလဲဖះเจ้าဘောက100လောက်ရှိတယ်အဲ့လိုဖွင့်လိုက်လို့ရှိကျွန်တော်မှာလုံးဝရမနေဘူးနိုင်ငံတကာမှာရှိချင်းနေတဲ့ကျွန်တော်တို့ community နဲ့ဖះเจ้าပူပေါင်းပြီးလုပ်မယ်ဆိုရင်အများဆုံးထက်နိုင်တဲ့နေရာဖြစ်တယ်ကျွန်တော်ချင်းနေတဲ့နေရာဆိုရင်ဆိုတော့ကိုယ့်ဟာအားမကြီးကြားတဲ့ဒုက္ခတွေဖြစ်လို့ပေါ့နော်ဆိုတော့အဲ့ဒီဟာတွေကိုကျွန်တော်ချစ်ချရပြီးကျွန်တော်မှာလုံးဝလုံးနိုင်ဆွမ်းရှိတယ်ဆိုတာကိုကျွန်တော်အနေနဲ့ပြောချင်တယ်လုံးဝလုံးနိုင်ဆွမ်းရှိတယ်ဆိုတော့ဒီနေ့မှာကျွန်တော်ဘုတ်ဖတ်မယ်ဟာလေအားလုံးခုနပြောတဲ့အတိုင်းပဲအားလုံးပါဝင်နိုင်မဲ့ဘုတ်ကော်မတီကိုဖတ်မယ်အဲ့ကော်မတီရပဲအလူငွေကျွန်တော်ကောက်ခံတဲ့အခါမှာလည်းဘုရားကျောင်းတွေရခဲ့ကျွန်တော်ဒီနေ့ဆွေးနွေးကြမယ်ဘယ်လောက်စီထဲမလဲဆိုတာလည်းဖြစ်လိမ့်မယ်မဟုတ်ရင်ဒီလောက်ပဲပါဝင်နိုင်တယ်ဆိုတာလည်းဖြစ်လိမ့်မယ်ဒီအဖွဲ့အရာတဲ့ပတ်စံတွေကလည်းကျွန်တော်ဘယ်လိုမှပုံးမလဲဘယ်နေရာပုံးမလဲဆိုတာလည်းကျွန်တော်တို့ကပဲဆွေးနွေးရမှာဖြစ်တယ်ချင်းကျွန်တော်တို့ history မလေးရှားမှာကျွန်တော်တို့ history ကပါမယ်ဆိုတာကျွန်တော်လည်းပြန်တွေ့ကြည့်ရခါကျတော့ကျွန်တော်တို့ဝန်တာလေအပြီးတော့ကျွန်တော်တို့ပြန်ပြောချင်တာကပြန်ဆွေးနွေးတဲ့အခါမှာအတိကအရေးကြီးမဲ့အရာကပါလေဆိုတော့ financing ကတော့ကျွန်တော်တို့ကိုဒီကိုဟတ်နေတဲ့အနေနဲ့ပေါ့နော်လောက်ပါပဲဘယ်လောက်ပဲထွက်အကြီးမကြီးဘူးAustralia ဘယ်လောက်ပဲကုန်နေနိုင် Europe ကဘယ်လောက်ပဲကုန်နေကျွန်တော်တို့မလေးရှားအခြေအနေကမလေးရှားကဒုက္ခတွေဘောအနေနဲ့ရတယ်လို့ဆိုတော့သူတို့ကတင်းချောကုန်နေတာထက်မလေးရှားတင်းနေရကျွန်တော်တို့ပတ်ကူးနိုင်တယ်ဆိုရင်ခံစားရလို့အတွက်သူတို့အတွက်ပို့ပြီးတော့ PT ဖြစ်မယ်ဆိုတာခက်တဲ့စဉ်းစားကြည့်ပါ။ဘာဖြစ်လို့လဲဆိုတော့သူတို့ကကျွန်တော်တို့ဒုက္ခတွေဘဝဆိုတာသိတယ်။အဲ့ဒီဒုက္ခတွေဘဝကနေဟောတကယ်နိုင်ငံရောက်တဲ့လူကတင်းချောကုန်နေတာထက်မလေးရှားကတင်းချရာကုန်နေတော့မှ
ဒုက္ခတွေဖြစ်တဲ့လူကဒုက္ခတွေကိုတွားကူညီရှိတဲ့စိတ်ဓာတ်ကျွန်တော်တို့မှာရှိတဲ့အရာချစ်ချဖို့ကောင်းတဲ့စိတ်ပဲဆိုတော့ကျွန်တော်ပထမပြန်ပြောချင်တာဖြစ်တယ် တဲ့ချီရင်ဖူခြေခွဲဆရာကောင်းတဲ့တဘာဝပေးတဲ့ကျုံတဲ့ကျွန်တော်ချင်းအမျိုးတွေဘယ်လိုကိုမှစာပန်ဖို့မလဲဆိုတဲ့ကိစ္စနဲ့ဒီလိုမျိုးမလေးရှားမှာရှိတဲ့ချင်းအဖွဲ့အစည်းအားလုံးရဲ့ကိုစားပြုတဲ့ကောင်းဆောင်ကောင်းလေးကျွန်တော်ချင်းလူမျိုးတွေကိုချစ်ကြတဲ့နှလုံးသားနဲ့ကြွရောက်လာပြီးတော့မှဒီလိုမျိုးတွေ့ရတဲ့အခါမှာကျွန်တော်တကယ်အားရဝမ်းသာမိပါတယ်ဆိုတာကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ MCCU အနေနဲ့ MCCU ကကျွန်တော်တို့မလေးရှားမှာရှိတဲ့ချင်းခရီးယန်ဘာသာရေးအထူးသဖြင့်ဘာသာရေးအဖွဲ့အစည်း22ဖွဲ့ကိုစားပြုတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ Long form မှာ Malaysia Chin Christian Union လို့ခေါ်ပါတယ်။အဲဒီ Malaysia Chin Christian Union MCCU က2012ကစပြီးတော့မှကျွန်တော်တို့ဒီ Malaysia National Evangelical Christian Fellowship ဒီနိုင်ငံတော်အစိုးရအသိအမှတ်ပြုခံရတဲ့မလေးရှားမှာရှိတဲ့ခရစ်ယာန်လောကခရစ်ယာန်အဖွဲ့အစည်းအသင်းတော်ပေါင်း3000ကျော်ဖွဲ့စည်းတဲ့အဖွဲ့အစည်းငန်းကနာကြီးဖြစ်ပါတယ်အဲ့ဒီ NECM နဲ့ကျွန်တော်တို့က membership ဖြစ်ပါတယ်2017မှာလည်းကျွန်တော်ပြည်သူရှိခဲ့ပြပါပြီဒီရှင်ဒုက္ခတွေအတွက်ကိုငွေတဲ့အခါမှာ MCC ကနေ350ကျော်လောက်ကျွန်တော်ကိုငွေခဲ့ပို့ပါတယ်စီလုံးဒီလောလောဆယ်ခက်ကြုံရတဲ့ချင်းမျိုးတွေအရေးပဲလို့ပံ့ပိုးဖြည့်ရှင်ပြီးမလဲဆိုတဲ့ကိစ္စကိုပဲဥပဒေပြီးတော့မှကျွန်တော်အင်ထအားထိုက်တလုံးတော်ဝတီနဲ့ဒီကျွန်တော်တို့ပြဋ္ဌာန်းထားတဲ့အချက်လေးတွေကိုလည်းရှင်းနေကြပြီးဖို့အတွက် FCC ကိုစားကျွန်တော်အားလုံးကိုယေရှုနာမ၌တိုက်တွန်းလို့ဆောင်အားလုံးချေပါတယ်ကျေးဇူးတင်ပါတယ်ဘယ်လိုပတ်ဖို့ကောင်းလဲဆိုတဲ့အချိန်နဲ့ကောင်းလေးတွေပြောကြပေးပုံများတရားနဲ့ကျွန်တော် CCF channel ကျွန်တော်အရင်ဆုံးဖိတ်မယ် cái bạn chỗ hạ khá khen nên cái thầy con nào thì con chân hạ khá hôm ấy lan xuống nó cùng chỉ để chim đi mình mặc in chế tụ cùng dòng hay luôn với thấy ngày in con nụ bì là hạ chỗ hạ khá đúng cái mà khá sẽ chi cái này cái sẽ khá thar tê rằng cũng là cái phần bạc khăn cả chọc mi sẽ tiếng thong khát cái tiếng dây cái chọc mi sẽ mà khá liêu sẽ thì cả bồi bồi này khăn dây tin đã thì hin si thola dây thì si zonga na kan bom lai ti akhan an chim ha ti akhan among tu ni an ngam si bawa chun mong kong ha se ti kha kan ti dây cha te chun kan si chi chu balai i apil si zonga mun nung nun na pakhat te akhap zonga achen thang lo mo ti kha kan ti e kan si mong pa kha kol si ama dong kha si mong thiam tak tak mi si cha khan nun hi chung kha te khan ko mi kha abo bom ha e sang mi zong ne ti mi chu ase in akan cho piak tika hin kan rom tok sangkip zong kan khol lai tang ka te zong kan pe ko la ti an tin an kan ni chun he tok ti mi lung re thang leo a khan ki kan tok lak dong kha kan hei tim ve lau e te khan an bom ha CCF zong ne zai phak tiam na kan bom khon la ti he naruk ni ni zai kan ni ti mi si e lai ta nga lung re the tok in au mi ha he ni hen kan bom chun ha he a har e a ho pau ni ti ka e lung le thei mi cha hen kan si kho tok chiu bom chan hi izom hau si ti kha dong na ti ka ben chim lu lung lom na kam ti ka naiနောက်တစ်ခုကျွန်တော်နံပါတ်1ကတော့ကျွန်တော်ချင်းလူမျိုးချင်းချင်းကြားမှာဒုတိယကကျွန်တော်မြန်မာလူမျိုးချင်းချင်းတွေလည်းထည့်ချင်တယ်လို့ရှိမယ်နောက်တစ်ခုကကျွန်တော်မလေးရှားတထေးများအားလုံးကအများစွာလို့လုပ်ကြတာပဲကိုယ့်တထေးကိုပြောပြအနည်းဆုံးမထဲဘူးဆို50ပြန်ထည့်မှာပါအဲ့လိုမျိုးတွေလည်းရှိတယ်အဲ့ဒီနီးစနစ်နဲ့ကျွန်တော်တို့ဒီဘက်ပေါင်းစုံရတယ်เนาะကျွန်တော်တို့သွားမယ်ဆိုရင်ဒါအတိတ်ကဒီနှစ်ပတ်အတွင်းမှာကောင်းလှုပ်ရှားမယ်ဆိုလုံးဝရမယ်နံပါတ်1ကကျွန်တော်တို့ကော်မတီဖွဲ့ဖို့ဖြစ်မယ်ဒုတိယအချက်မှာကျွန်တော်တို့ကဒီကော်မတီဖွဲ့ပြီးရင် fundraising ကိုဘယ်လိုလုပ်မလဲเนาะအဲ့ဒီ fundraising လုပ်တဲ့ဟာကိုကျွန်တော်တတိယဆင့်ကဘယ်လို manage လုပ်ပြီးတော့ကျွန်တော်တို့ base ကိုဘယ်လောက်ကဏ္ဍစီကျွန်တော်ပို့မလဲဆိုတာကအရေးကြီးဆုံးဖြစ်ပါလိမ့်မယ်ဒီကတော့
ကျွန်တော်ဒီအစားအသောက်ကနံပါတ်1ဖြစ်တယ်ဒုတိယတော့စေဝါပစ္စည်းဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒီထဲမှာကျွန်တော်အနေနဲ့ဘယ်ကဏ္ဍမှာဘယ်လိုပါဝင်ကြမယ်ဆိုတာကော်မတီဖွဲ့ပြီးမှဒီကော်မတီကနေဆက်လက်ကျွန်တော်ဆွေးနွေးဖို့ဖြစ်မယ်အဲ့လိုဆိုတော့ကျွန်တော်ရဲ့အစည်းအဝေးလည်းပို့ပြီးတော့ထိရောက်ပြန်ဆက်သွားမယ်ကျွန်တော်ယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်အခြေအနေကဖွဲ့ရမယ့်အခြေအနေဖြစ်တယ်အဲဒါကြောင့်ကျွန်တော်တို့ဒီဖွဲ့တဲ့အခါမှာဒီမှာအဆုံးကော်မတီရဲ့နာမည်ပေးရတယ်အဲ့ဆိုတခါလေးဖွဲ့လိုက်မလားအားလုံးသဘောတူလိမ့်မယ်လို့ထင်တယ် ဒီလိုကျွန်တော်တို့ဖွဲ့တာဘယ်လိုမျိုးလဲကောင်းမလားမကောင်းဘူးလားဆိုတာလည်းဒီပါကျွန်တော်တို့အချိန်နဲ့ပေးလို့ရပါတယ်လို့ဒီအချိန်ကျွန်တော်တို့အချိန်နဲ့ပေးမယ့်အချိန်9မိနစ်ဖွင့်တယ်ဒီလို9မိနစ်ဖွင့်ပြီးတော့မရရင်ကျွန်တော်တို့ဒီ floor အတိုင်းကျွန်တော်တို့သွားမှာဖြစ်ပါတယ်လို့ကြားနေကျွန်တော်အနေနဲ့ပြောပြချင်တယ်ပလဝမှာပလဝရဲ့စမီးရဲ့တန်ထောင်ရဲ့ပလဝမျိုးတွေတစ်ခုလုံးမှာအိတ်ချေက820တောင်းအိမ်ဖြစ်နေပြီပြီးတော့လူဦးရေကလက်ရှိကျွန်တော်တို့ဒီနေ့ဒီကောက်လို့ရတဲ့ဟာ3120ပြီးတော့တေဆုံးတဲ့ဦးရေကဒီ၄မျိုးချင်းတန်ထောင်ဖက်မှာ2ယောက်ပလဝမျိုးနေမှာ1ယောက်လက်ရှိရှင်ဒီ3ခုကတေဆုံးတဲ့စရင်ကောက်လို့ရထားသေးတယ်ကျွန်တော်တို့လောက်တူနေကိုဖြစ်တဲ့လောက်တူနေတဲ့ကိုဝင်တဲ့တရားကြီးတကယ်စီပေါ်မှာတရားကြီးတော့ဖြတ်စီတယ် ဘုံဒီမျိုးပုံမှာပဲနေတော့ကျွန်တော်တို့ဒီမျိုးပုံမှာပဲအင်္ဂါ10ကုန်ရစီရဲ29လုံးမှာဟို10လုံးကလုံးဝကျိုးသွားတာပေါ့နော်ပါသွားတာ29လုံးကနေလို့မရတော့ဘူးနောက်တော့ဘုဒ္ဓဘီနဲ့မင်းကကာလန်ချာလန်လုံးဝခုခဏနဲ့ဟိုအခါလန်ချာလမ်းပြုတ်လို့ပဲလုံးဝမျိုးကျိုးချသွားတယ် Okay, Pentagon, Chairman Miguel, Ahika, CCM Pastor, Reverend Pentagon, Buddha Guru, John, Hika, and Chairman, Buddha Silo, in our Buddha, Himan, Dr. Nasi. รอนชิ้นนี้ลายกลางมีปงเวอาตั้งแต่ขั้นบุมีสังเอกันสุราวันสิบกับกันกะลีนีที่มีแต่ขั้นตั้งไงแต่โฟกเยอะเท่งกันเท่นันรักเท่งมาจ้าจุนสิราสิน้องเสด็จสิน้องพระราชเดียจังกงไลนาเตอินตุนังตัวดิ่งยันเม่งกงมันจะยากขึ้นรอนชิ้นจุประคัตจะเดลเวสโลดิ่งแต่ข้าเขมานี่กระดูนักแต่ข้าบุญนักแต่เป็นดูขาลงผู้ชิดากะမင်းကုန်ပြန်နေလွှဲရင်ချင်းပြည်နယ်ကိုပြန်ဖို့ဆိုတဲ့စကားရှိတယ်ဆိုတော့ကျွန်တော်အနေနဲ့ဒီချင်းဒီလူထုတရားလုံးမဟုတ်ဘဲနဲ့ဒီထက်ကျွန်တော်ရဲ့အထီးတွေကျွန်တော်ရဲ့ပတ်သက်ကြောင်းတွေနိုင်ငံသားတွေကလည်းပေးချင်တဲ့ဟာတွေရှိတယ်ကျွန်တော်ကျွမ်းရမယ့်ဟာတွေရှိတယ်ဆိုတဲ့အခါကျတော့မင်းကုန်ဒီမှာဖွဲ့စည်းတဲ့အချိန်မှာစားအုပ်လက်ကင်ရှိတဲ့လူ2ယောက်လောက်ထည့်ပေးပါလို့အဲ့ဒီလူကလည်းလွှဲရင်ပြန်မယ်သူတို့လူချင်းတဲ့ဟာဘင်းကမ်းမယ်တပ်ပုံရိုက်မယ်အဲ့ဒီ trust ကိုဒီဆောက်လိုက်လို့ရှိရင်ဒီထက်မကစီးပွားရေးကပိုရှိလာနိုင်တဲ့အတွက်ကြောင့်မို့ဘင်းကုန်ဒီဖွဲ့တဲ့အချိန်မှာစောင်းနဲ့အသွားပြန်လုပ်နိုင်မဲ့လူ2ယောက်လောက်အနည်းဆုံးထည့်ပြီးပို့ရတာတောင်းဆိုချင်ပါတယ်တို့စမီးနဲ့ပလဲဝါဖို့ပေါ်လိုက်တယ်အခုမနေ့တနေ့ကမကြာခင်မှာဖြစ်တဲ့ဒါ latest new ပေါ့နော်အဲ့ဒါတွေကအကုန်လုံးမပါသေးပါဘူးလို့ပြီးတော့စမီးပြမှာလေအင်ချေရဆို140အင်ချေလောက်ရှိပါတယ်ဒီပြမှာမနေ့တနေ့ကတည်းကရရံမှန်းလေစစ်တွေလိုက်ပြတော့တဲ့ခါမှာစစ်လေတစ်စီပေါက်ပြီးတော့အခုအလောက်ကမရသေးဘူးရှိပါသေးတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဒီခေါ်တော့ချက်ပေါ်မှာကျွန်တော် complete ဖိတ်ပါလည်းပဲများကြီးဖြစ်စီတာများတယ် complete ဒီအခုကဘုံချောင်းတရားတွေအကုန်လုံးဟိုကအရှိအနောက်ဒီဘယ်လဲဝဖိတ်ပါဒီချက်နဲ့လမ်းဒီတရားရှိတယ်ဘုံချောင်းမှာဒီတရားလည်းပဲပါသွားတယ်ပြောကြတယ်ဒီအဆက်တွေတရင်ရတာအဆက်တွေလည်းသွားလို့မရဘူးမျိုးပေါ်လည်းလာလို့မရဘူးပြောချက်ပေါ်ပဲနေလည်းသွားလို့မရဘူးတဲ့အဲ့ဒီဘုံချောင်းတရားနဲ့ကြောက်ဆောက်ဖြစ်စီနေကြတယ်ဆိုတော့တရင်ရတယ်ဒီဗမာပြည်မှာနေထိုင်တဲ့ကျွန်တော်တို့ချင်းအမျိုးသားဖြစ်တဲ့အချိုချင်းတွေလည်းရှိတယ်သူတို့တော့ကိုယ်စလေမသေးပေးနိုင်ဘူးလားပြီးလို့ရှိရင်တို့ကိုယ်စလေထားမှပဲဒီကကျွန်တော်တို့ကူညီတော့ပိုက်ဆံကအဆင်ပြေမှာလေနော်ကျွန်တော်တို့အနေနဲ့အချိုချင်းအကြောင်းမသိဘူးမျိုးအကြောင်းမသိတဲ့ခါကြာလို့ရှိရင်ဒီမှာကိုယ်စလေတွေလာလိမ့်မယ်မျိုးကလူတွေပြီးလို့ရှိရင်အချိုချင်းကလူတွေတို့ကပဲဒီမှာပါမယ်ဆိုရင်ပုံပြမှာပြည့်စုံတယ်တော့ကျွန်တော်အနေနဲ့ပေါ့နော်ယုံကြည်တဲ့ဘာလို့စံတို့ခေါ်လိုက်တော့ကချစ်ခုပဲဆိုတော့အဲ့ဒါခါပါလို့တော့အဆင်ပြေဘူးလို့ကျွန်တော်အနေနဲ့ယုံကြည်တယ်
နော် မလေးရှားရှင်တဲ့အဖွဲ့အနေနဲ့လည်း one voice ထွက်စီချင်တယ်ဒီကကျွန်တော်ဖတ်ခင်လေး ACRCRC CCF ရဲ့ MCCU တို့ဥဆောင်မှုကိုကျွန်တော်မတီးလိုက်ရတဲ့အချိန်မှာကျွန်တော် CNF အနေနဲ့လည်းတစ်ဖက်ကဝန်နေတယ်ဘာတမ်းမကြားပါလားဆိုတဲ့အကြောင်းကိုကျွန်တော်စဉ်းစားတဲ့ခါကျတော့ကျွန်တော်ဇူလိုင်လ31ရက်ကျရင်ကျွန်တော်မလေးရှား CNF အဖွဲ့က check group ရှိတယ်အဲ့မှာဆွေးနွေးကြတယ်ဒီလူကြီးနေတော့မဖြစ်တော့ဘူးဆိုပြီးမှ31ရက်ညမှာဘာလို့ဖြစ်ဒီဟာကေဆေကိုကျွန်တော်တက်နိုင်ကြတော့ပါဝင်ဖို့ဆိုပြီးမှဆွေးနွေးကြတယ်။အနေနဲ့ရမှာအနည်းနဲ့များတော့ရှိကိုရှိရမယ်ပြည့်စည်ရ။ဒီနေရာမှာသရားပြည့်ပြည့်ပြည့်အေးပြောမယ်။အဲ့ဒါကွက်လည်းကိုချင်တယ်ကိုအိမ်နဲ့ပတ်သက်ပြီးတော့မလေးရှားအခြေအနေကြီးဆုံးကမလေးရှားလူပဲ။ဟာကမှလည်းချီးပြတဲ့ကုလူမကြည့်နိုင်ဘူး။ဌာနလည်းမကြည့်နိုင်ဘူး။ပလဲဝါလည်းမြောက်ပိုင်းကိုကြည့်နိုင်ဘူး။ပလဲအဲဒီမလေးရှားမြို့ပေါ်ကလည်းဒီမလေးရှားမြို့ပေါ်ကလည်းအကောင်လုံးဒီကနေဖမ်းကြည့်တာအကောင်ကြီးဆုံးပဲ။ ချင်းပြည်နယ်ပဲဖြစ်တယ်ဆိုတော့ချင်းပြည်နယ်မှာမဟုတ်ဘဲနဲ့တခြားနေရာမှာတော်တော်လေးဒုက္ခရောက်နေတဲ့ကျွန်တော်ချင်းလူမျိုးတွေလည်းအများကြီးရှိတယ်အဲ့ဒါကိုကျွန်တော်မသေးခွဲလို့မေးချင်တာပါနံပါတ်1နံပါတ်2ကျွန်တော်တို့ကော်မတီဖွဲ့တဲ့အခါမှာ parliamentary procedure ဆိုတာကျွန်တော်တို့မအောက်ဘူးလေတစ်ခါကစဉ်းစားဖို့လိုမယ်လိမ့်မယ်လို့ကျွန်တော်ထင်တယ် ဒီ floor တက်ပြီးတော့အထူးတလေပဲကျေးဇူးတင်ကြောင်းကျွန်တော်ချက်လုံးတော့ပေါ်ပြချင်တယ်ဒီလိုမျိုးကျွန်တော်ချင်းအမျိုးသားတွေအားလုံးကျွန်တော်တို့ဘယ်လိုမျိုးပါဝင်ပြီးတော့ကျွန်တော်တို့တစ်ပတ်ကလန်းနေအောက်တစ်ချက်သေးတဲ့ဘက်ကိုကျွန်တော်တို့ပါဝင်ပေးကနိုင်မယ်စွန့်ကျင်းနိုင်မယ်ဆိုတော့ခံစားချက်အပြည့်လေးနဲ့ဒီလိုမျိုးအတန်လေးတွေတငီကျုံထိထွက်လာတဲ့အတန်လေးတွေဒီ floor ပဲကနေကျွန်တော်တို့ကြားရလာတော့တကယ်ကြီးမားတဲ့ကျွန်တော်တို့အောင်မြင်မှုပါပဲလို့ကျွန်တော်ဒီကနေ့ခံယူမိတယ် CCF ကိုစားတဲ့ကျွန်တော်လာတယ် CCF မှာအတင်းတော့16ပါရှိတယ်အဲ့ဒီ CCF ကျွန်တော်လာတဲ့ခါကျတော့16ပါအလူလူပါပြီးသွားပြီအားလုံးကပါဝင်တယ်လို့ပဲကျွန်တော်ယူကြည်ပါတယ်အဲ့တော့ဘာဖြစ်ဖြစ်ကျွန်တော်တို့ဘလူနီအဖြစ် fundraising များလုပ်နေအောင်ထွက်နေအောင်ဆိုတော့ခုကြီးခါရတယ်လို့ကလည်းသူစားပြီးတော့လို့ဆိုဖို့လည်းကျွန်တော်တိုက်တွန်းချင်ပါတယ်ကျင်ညာဖုကတော့ကျွန်တော်ကျင်ညာတော့ကျင်ညာဖုလို့လည်းဆိုရင်ဒီ ACF ဘက်ကပဲသူကပဲကြီးလေလို့ဆိုတော့ပို့စီမဲ့ထည့်တယ်သူကကွန်ပျူတာစီမထိုင်နေဆိုတော့သူကပဲကျင်ညာဖုတော့ဖက်တယ်ကျွန်တော်တို့ဖွဲ့စည်းတာမလေးရှားမှာအဖွဲ့အစည်းမှာအကျက်ဖွဲ့စည်းဖို့အားလုံးပါဝင်လာတဲ့အဖွဲ့အစည်းတစ်ခုလို့ကျွန်တော်မလေးရှား3နှစ်နေပါနေတဲ့အချိန်မှာတီးရတယ်ဒီဖွဲ့ပဲရှိသေးတယ်လို့ကျွန်တော်ယူကြည့်နေအားလုံးလည်းပါဝင်တယ်ဒီမှာကြည့်လို့ရှိရင်ပဲအဖွဲ့ကဒီလိုဖြစ်လို့အကြည့်ယူရအသေးယူရဆိုတာမရှိဘူးအားလုံးရဲ့ယူကြည့်မှုနဲ့ကျွန်တော်ရွေးချယ်တာဆိုတာလည်းအများကြီးအားလုံးကိုစကျွန်တော်ဒီဘောကိုစကျွန်တော်ရာဝန်တာကြောင့်ပြောချင်တယ်နောက်ပြီးတော့ဒီမှာအားလုံးပါပြီးသွားပြီဆိုတော့ကျွန်တော်ထပ်ပြီးတော့လည်းမသိရတော့ဘူးအဲ့နောက်ပိုင်းမှာကျွန်တော်ဒီထမင်းစားလေးထမင်းစားပြီးတဲ့အခါမှာဒီမှာပါဝင်တဲ့ဘသူကိုစားပြုပေးမယ်ဆိုတော့ချက်ချင်းသူ့ရဲ့ဖုန်းနံပါတ်နဲ့နာမည်နဲ့ပေါ့နော်ကျွန်တော်အားလုံးလာရေးပေးပါဒီနောက်ပိုင်းမှာဒီဘောကလည်းအမြန်ဆုံးအစည်းအဝေးကိုဒီညနေမဟုတ်ရင်မနေ့ခါလာချက်ချင်းအစည်းအဝေးထိုင်ပြီးတော့ fundraising ကိုဒီနေ့လုပ်ဖို့တဲ့နောက်ပြီးတော့ fundraising လာလုပ်တဲ့အခါမှာကိုဖက်မှာကိုအဖွဲတွေကကိုဖျားเจ้าမပါလို့စိတ်ရောမကောင်းကြနဲ့ပေါ့နော်တချို့တော့လူတွေရရှိမှာပါMCCU မှာလည်းပါလိမ့်မယ် ZZLMS မှာလည်းပါတယ် ACR မှာလည်းရှိတယ် CRCR မှာလည်းရှိတယ်လေးဖွဲလို့တွေးရမလားဆိုတဲ့ဟာတွေခုထုတ်ဆရာလေးရှိနေတယ်အဲ့ဒါကတော့ဆရာမလို့ပါဘူးကိုပေးနိုင်တဲ့နေရာမှာပေးတာအားလုံးဒီဘောမှာမိမ့်မှာပဲပြန်ရောက်နေတယ်အဲ့ဒါကြောင့်ကိုအောင်ပဲတာကြတော့ပြန်ကြည့်ပြီးတော့မနော်ကိုဖျားเจ้าလည်းဥပမာနေနဲ့1000ပေးနိုင်တယ်ဆိုပါဆိုဒီမှာ CCF ကတသိန်းပေးမယ် CCF ကပတ်စာရှိတဲ့တသိန်းပေးမယ်လို့ပြောတယ်ဟုတ်လားဆရာတသိန်းပေးမယ်ဆိုပါလေ CCF ကသူရဲ့ CCF Chancellor မိတ်ထဲမှာထည့်လိုက်ပြီဆိုရင်တော်ပြီ CCF ကတော့ပြီးသူရဲ့တခြားသူပါဝင်တာမရှိဘူးလို့ဥပမာနေတဲ့စင်တာက1000ပေးမယ်လို့ပြောတယ်ပြီးတဲ့အခါကျတော့ ACR အောက်မှာလည်းရှိလိမ့်မယ် CRC အောက်မှာလည်းZZLမှာလည်းပါလိမ့်မယ် MCCU မှာလည်းပါမယ်ကိုယ့်အောင်ရှုပ်ထိတ်စရာမလိုဘူးကိုပေးမယ်လို့ဆိုပြ9000ပေးမယ်ဆိုရင်9000မိတ်ထဲမှာ9000လာထည့်လိုက်ကြတဲ့ဟာစိတ်အောင်ပါလေစိတ်ပူစရာမလိုတော့ဘူးအဲ့လိုမျိုးပေးတဲ့အခါမှာလည်းကိုယ့်ဟာရှုပ်ခက်မှုမရှိတော့ဘူးเนาะအဲ့ဒါမျိုးရှိလို့ရှိရင်ကျွန်တော်တို့ကိုမေရာဖုန်းလာခေါ်ပါနောက်ပြီးတော့ဒီငွေရေးချေးရဲ့
ပွင့်လင်းနေတာမရှိအောင်လဲကျွန်တော်တို့ရပြီးတဲ့နောက်ပိုင်းမှာအခြေကိုကျွန်တော်အခုကတ်တတ်ပါမယ်ဒီဘို့အဖွဲ့ရပဲကတ်တတ်လိမ့်မယ်ကတ်တတ်တဲ့နောက်ပိုင်းမှာအားလုံးပြခွင့်မယ်ကျွန်တော်ဒီလောက်ရတယ်ဒီလောက်ရတယ်ဘယ်နေရာကိုပို့မယ်ဘယ်လောက်ပို့ရမလဲဆိုတော့ပြပြီးတော့ကျွန်တော်တို့ဒီဘို့အဖွဲ့ရပဲအကြောင်းအရာချပေးနေပြီဆိုတော့လေနည်းငယ်ပြောချင်တယ်ဆိုတော့ကျွန်တော်လည်းရပိုက်စားတယ်နည်းနည်းဆောင်စားတော့လေဆိုတော့အခြေကိုမြန်မြန်လေးကျွန်တော်ပြရအောင်ဟုတ်ပြီကျွန်တော်တို့အခုအားလုံးဆုံးလဲဆိုတော့အခုထမင်းစားမယ်ထမင်းစားပြီးရတယ်ကျွန်တော်တို့နည်းနည်းလေးကျွန်တော်တို့နာမည်ရဲ့နောက်ပေါ်အားလုံးဆုံးတဲ့အတွက် deadline အခုတို့တစ်ခါလေးနဲ့ကျွန်တော်တို့ deadline တော့လုပ်အောင်မယ်တင်တာတော့ကျွန်တော်တို့လည်းအားချင်းနဲ့ကျွန်တော်တို့အစည်းအဝေးထိုင်မယ်ဒီနာမည်ကိုကျွန်တော်တို့ဒီအဖွဲ့အစည်းနာမည်ကိုဘယ်လိုမျိုးပေးရင်ကောင်းမလဲဆိုတော့တစ်ချက် Emergency Relief Committee Malaysia ကျွန်တော်မရှိတော့ဖွဲ့တာနော်ကန့်ကွက်တယ် Okay အားလုံးချင်းပြောတင်တယ်ဒါဆိုရင်ဘယ်လိုပုံစံနဲ့တောင်းမလဲဒါလေးအဲ့တော့အခုကျွန်တော်တို့အလုပ်လုပ်တာဟိုဒီ international မှာကျွန်တော်တို့ကျောင်းရမှာဆိုတော့လေတုံ့ပြန်များတကယ်လို့များ mistake များရှိနေတယ်ဆိုတဲ့ခါကျတော့ English သင်တဲ့စီနီယာမှာဆိုတော့ကျွန်တော်အနေနဲ့လည်းကျွန်တော်ကျောင်းတက်တော့မှကျွန်တော် English ဆရာကြီးကမှ Philippines မှာတန်းစီတဲ့ခါကျတော့တော့ဆဆပပလေးကျွန်တော်တို့နာမည်လေးပြတဲ့ကောင်းပါချင်တယ်နော်ပြီးတော့သူကဘယ်လိုဖြစ်လဲကရာမန်ကြီးတယ်လားဘယ်လိုဖြစ်နေလဲဆိုတာ Philippines မှာတန်းတဲ့ကျွန်တော်ဖိတ်ပါပါတယ်ကောင်းစောတော့တော့တင်ပါဟုတ်ကဲ့ဒီကနေ့မလေးရှားမှာရောက်နေတဲ့ကျွန်တော်တို့ချင်းဒီကောင်နှမများကျွန်တော်ကြောက်ခိုင်းပြီးသားကျွန်တော်တို့ရဲ့တိုင်းပြည်တိုင်းနိုင်ငံဖြစ်စေတဲ့နေရာမှာအားလုံးပြန်လဲပြီးတော့ပါဝင်ပြီးတော့ပတ်ကုန်ခြင်းနဲ့စိတ်ထားရှိတာကိုတွေ့လို့ကျွန်တော်အတိုင်းမလေးဝင်တာလေ CCCM မှာမနေ့ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဘယ်လိုဘုရားသခင်စီမတိုင်တယ်ပြီးဆိုတောင်းမလဲဆိုပြီးကျွန်တော်တို့အစာရှောင်ဆိုတောင်းရဲ့ဒီကနေ့လည်းသူတောင်းနေတယ်3ရက်ထိကျွန်တော်တို့ဆူတောင်းမှာဖြစ်တယ်ကျွန်တော်စပြီးတော့တင်ပြတဲ့အချိန်မှာတအားကျွန်တော်နေကြပြီးတော့ငိုခဲ့ရတယ်7 minute လောက်ကျွန်တော်ငိုခဲ့ရတယ်ဟာခါဖြစ်ကျွန်တော်တို့တိုင်းပြည်အတွက်ဒီလိုပြန်ပြီးဖြစ်နေတာဟာဒီကလာလို့သမီးတို့ဆိုတော့ကျွန်တော်ကအသက်ကြီးတဲ့အတွက်အဲ့လောက်ထိတိုင်းပြည်ကိုပြန်ပြီးတော့ပြုပြင်ခြင်းနဲ့စိတ်ထားရှိတော့အထက်ဘက်ကျေးဇူးတင်တယ်ဒီတစ်ဖက်ကပြောတဲ့အတိုင်းပဲခုနကစားလို့ပေးလိုက်တဲ့နာမည်လေးဟာတော်တော်လှပါတယ်ချင်းမလေးရှားချင်း emergency relief committee ဆိုတာကချင်း emergency relief ချင်းမလေးရှားအနောက်မှာ emergency relief committee လာရရတယ်ရှေ့ဘက်ထက်နောက်ဘက်ထက် grammar နဲ့မဆရာအကြောင်းမရှိဘူးတကယ်လို့အနောက်မှာထားရင်ခေါ်မှာထားမလား off ထည့်မလားအဲ့ဒါတစ်ခုပဲနော်အနောက်မှာထားရင်ခေါ်မှာထည့်မလား off ထည့်မလားအတူတူပဲပါစာရှောင်းတာတော့သူပဲမလေးရှားမှာတော့ပါစာဆိုတော့ဒီလိုပေါ့ဒီကဘယ်တော့မှလက်လာမပြီးဘူးတဲ့အဲ့ခါတော့ဆရာကြီးတော့ပဲဆရာတို့တော့ပေးပြီးတော့မှသူကတကယ်လို့များကျွန်တော်စုတောင်းသူအစီအစဉ်အားလုံးသူပဲဆွဲလိုက်ပဲပြီးတော့ကြားမှာအပိစကားပေါ့နော်သူကတကယ်လို့လူတရားရုံခေါ်ပြီးတော့အများကြီးစကားပြောလိုက်ပါလို့သူခိုင်းရဆိုရင်လည်းတော့ပြီးရဆိုရင်လည်းကျွန်တော်ဘာလို့ပဲဒီနနာကျွန်တော်လက်ခံပြီးတော့ဦးဆောင်ဖို့ကတော့ဆရာကြီးတော့ကိုကျွန်တော်ဒီနေ့အဆူတုံးပါတယ်အတူဖန်ကိုနာအခန်းပကတ်အခါလိုက်ဒီကရောမြေချိုပမ်စလက် project မောခန်းပမ်စလက်တို့အေခါနာကန်တော်မီတဲ့ခါအတော့ိနာပဲစာရန်ပြုစုလို့တာဆွမ်းခါကန်နာဝလည်းရင်ကျွမ်းနာကန်တဲ့ကမောစင်နာခါတဲ့ချင်းချေဘလို့မတော့နေလိုက်ဇဘတ်တူရောမလေးရှားပေါ်မတိကကန်ဒီအနမအေတယ်ဖုန်းနဲ့ပတ်သက်စစ်တွေရမယ်နေရဟာတိကျတော့မယ်ဆိုမြရာဟိုတယ်တော့တင်ပြထားလို့ဘောဟိုတယ်တော့ငင်းအန်မတော်မီနာခါကပဲဟာဆဲလို့အန်ဘောစပါတော့တဲ့ကိုဆဲမစင်ကလူပါတော့တဲ့ကိုဆဲဘောပါတော့ကပဲဆဲလို့စစ်တွေရနေရလေးစတိကျတဲ့ဒီပန်းဖက်ကိုဆဲတော့အထားလိုက်ဒီကတော့ခွဲတိုင်းမှာအဲ့မှာအမေချက်အကုန်လုံးလုပ်ပေးပြီးတော့အဲ့မှာ activity တွေကတင်ရဘာချင်မနဲ့ချင်ညချင်အကုန်လုံးကြားကြည့်နေအောင်ပေါ့အဲ့ဒါလေးချင်ပြချင်ပါကျွန်တော်တို့စီဝေးကို Reverend Dr. Clifford Palitang ဆုတောင်းခြင်းအပြင်စာပြုကြပါတယ်။ကျက်ကန်တာကနေခါက
Mr. Andrew Laitha coordinator Asia coordinator ni Chinram Pumpi aka giba achang leo mi kong thengter nak le chekhang ding mi kong lam chinphian na kan nge pali na ka John Pastor Dr. Pe CCF ni meeting out nak le tua nak sulam le bot committee tua ding phianter na akan nge John panganaga relief reentry na kong happy in verum coming of MCCU chairman ni MCCU tin na le din hun chimfiak na le theiter na akan tua committee to meeting arakai mi community to in delegate chungin keep dingin asizong biruana kan nge jong sa pakuan naga chin relief board tu asise dia kan ha atlai atang leban toki kan team na ACR CRC CCF ZZLMS MCCU CNF Palewa Flam others akaron chingse chairman ka MCCU vice chairman ka CNF secretary ka CRC assistant secretary ka Falam Tezra 1 ka ACR Tezra 2 ka CCF finance secretary 1 ka ZZLMS finance secretary 2 ka Plewa John others akan ronchin John information le atukan si mi Facebook din ha ahan mi information la tu ding akan ACR, CRC, ZZLMS, MCCU, CCF, people ka atun ko ang kalapya dengan hadla. Rientun nak minto Emergency Change Relief Committee of Malaysia dia minkan pe relief fund petan August ni kul ka deadline se dia kan hadlai paisa thoding Changzhou Mala Church Fellowship Community Jail Torel Nakin Athabik Atambi Tho Jail Dingi Kan Atla Paisa Kodam Hunle Atla Mi Paisa Torel Dancho Board Committee Tuan Bola Seselo Paisa Ju Minum Passport Angai Mi Hetla Ding Mo Ramchu Tuan Mongai Tun Hasin Direct Ding Mo Tichu Board Di Kan Ropiang Hasin Dia Kan Atla Chin Relief Prayer Day Jo August Nilenga Zertani Sentham Fellowship Zanle Nazi Pakhatin Palitiam Sesetia Kan Hatla Kapal Bitan Pium Kolere Bahawika Dan Karen Piakia Kanyan Atama Yani Bukan ini cuma di mencoba ini dia kosong di sini lo awal lo coba cek minta itu lima puluh minta puluh masih ada Yuchina itu lo cuma cek ada tiga kali lo ada untuk apa sih kita asal orang asal kamu ciri bahasa dia untuk sebab ini mencoba ni kalau asal tak ni kalau dia kalau sisi kalau sia sudah punya kalau dunia ni kalau siwe sampai dia punya apa ini Nehin kan sai thi len na to mi ro a ro na ren chok ro he thi na dei thau cha kan kham tu kan boi ba Jesus Christ mi sin tha kan chok ba ya amen amen